အိုင်နဲ့ထားလိုက်4 ရက်တလ2026ခုနှစ်လွတ်လပ်ရေးနေ့ပါအောင်ရင်တန်တို့ရှိပြီးကမှာစော့နေတာပါအောင်ရင်တန်9နှစ်နဲ့မှရပ်ပိုင်းလေးဆုံးသွားပါပြီ9နှစ်ဆုံးလေးပါ9နှစ်နဲ့မှ15ရက်လောက်ရှိတော့ပါရောအောင်ရင်တန်ဒါအပေါ်တက်ပေါ်တက်ပြီအဲ့နလေးမတက်ရနေလားရောအေးခဏလေးလက်ကြီးကကိုယ်ရနေတယ်ခဏလေးအေးရပြီရပါပြီစော့သားမွေးနေလို့သေးလားပြောလားမွေးနေတော့သားဘယ်နှစ်ပြည့်သွားတာအဲ့တော့ဘယ်5နှစ်ရပြီအစီလီအဲ့ဒါအစီလီ